မင်္ဂလာပါရှင်ဒီနေ့တော့ဒေါက်တာ Arif Khan ရဲ့အကြံပြုချက်နဲ့ရှင်းပြချက်များအရာမိဘတိုင်းသက်အယမ်းအယူကြီးရဲ့ခေါင်းစဉ်တွေတစ်ခုကိုဆွေးနွေးသွားချင်ပါတယ်အဲ့ဒါကတော့ကလေးဦးနှောက်ဖွံ့ဖြိုးမှုအလေးအကျင့်၅ခုဆိုတာပဲဖြစ်ပါတယ်ကလေးငယ်တယောက်ရဲ့ဦးနှောက်ကဒီလောက်တောင်အန်အောဖို့ကောင်းတယ်လဲဆိုတာစဉ်းစားဖို့ကြလားသူတို့ဘဝရဲ့အစောပိုင်းနှစ်တွေဆိုတာကအနာဂတ်တစ်ခုလုံးကိုပုံဖော်ပေးမယ်တကယ်ကိုအရေးကြီးဆုံးအချိန်တစ်ခုပါပဲကဲဒီနေ့တော့ကလေးဦးနှောက်ဖွံ့ဖြိုးမှုရဲ့အံဖွေကဘာသေးကိုအတူတူခီးထွက်ကြည့်ကြရအောင်ဒီကနန်းကိုတစ်ချက်ကြည့်လိုက်ပါတက်တန်း 1m ဒါကဘာကိုဆိုလိုတယ်လဲဆိုတာလေကလေးတယောက်ရဲ့ဘဝပထမဆုံးအနည်းငယ်အတွင်းမှာသူတို့ရဲ့ဦးနှောက်ကတစ်စက္ကန့်တိုင်းမှာအာယုံချိတ်ဆက်မှုအသစ်ပေါင်းတက်တန်းကိုပြုလုပ်နေတာပါဟုတ်ပါတယ်မျက်စိတမိတ်တွေမှာချိတ်ဆက်မှုအသစ်တက်တန်းပါတကယ်ကိုမယုံနိုင်စေရပါနော်ဒီလိုအတ်မခံဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူပြုဖို့ဈေးကြီးတဲ့အယုတ်တွေရှုပ်ရှုပ်ထွေးထွေးအစီအစဉ်တွေလုံးဝမလိုအပ်ဘူးဆိုရင်ကောဟုတ်ပါတယ်တကယ်တမ်းမှာအစွမ်းထက်ဆုံးကိရိယာတွေကတော့နေ့စဉ်ဘဝထဲမှာအလွယ်တကူပေါင်းထည့်နိုင်တဲ့အရန်ယူရှင်းတဲ့အလေးအကျင့်၅ခုပဲဖြစ်ပါတယ်ကဲဒါဆိုပထမဆုံးနဲ့အခြေခံအကြောင်းဆောင်ရည်ချင်းကိုကြည့်လိုက်ကြရအောင်ဒါကတော့ဦးနောက်ရဲ့ဆက်သွယ်ပြောဆိုနိုင်စွမ်းအတွက်အရေးကြီးဆုံးဖြစ်တဲ့အပြာလန်တုတ်ပြန်ခြင်းဆိုတာပါပဲဒီတော့အပြာလန်တုတ်ပြန်ခြင်းဆိုတာဘာကိုပြောတာလဲဥပမာလေးတွေနဲ့ပြောပြမယ်နော်ကလေးကတူဦးလောက်ရင်ကိုကလည်းလိုက်ပြီးဦးလောက်ပေးတာမျိုးသူတို့လည်းညှိုးထိုးပြတဲ့ခွေးလေးကိုဟုတ်တယ်ဟိုမှာခွေးလေးလို့ပြောပြတာမျိုးပေါ့ကလေးကဘောလုံးလေးပြီးကိုကပြန်ပေးတယ်လို့မျိုးပေါ့သူတို့ကစတင်နေကိုကတုံ့ပြန်တယ်ရိုးရိုးလေးပဲဒီလိုရိုးရိုးလေးအပြာလန်လှုပ်လိုက်တာနဲ့တင်ဦးနှောက်ထဲမှာဘာတွေဖြစ်သွားလဲသီလားအာယုံကြောချိတ်ဆက်မှုအသစ်တွေဘီလီယံနဲ့ချီပြီးဖြစ်ပေါ်လာတာပါဒါကဆက်သွယ်ပြောဆိုနိုင်စွမ်းအတွက်ဦးနှောက်ကိုတိုက်ရိုက်တီးဆောက်ပေးနေတာပါပြီးတော့ဒါကစကားပြောဆိုမှုရဲ့အခြေခံဖြစ်တဲ့တလက်စီပြောဆိုတတ်မှုကိုသင်ပေးတယ်ဘဝတစ်ချောင်းလုံးစိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုအထောက်အကူပြုမဲ့လုံခြုံတဲ့တန်ရောစဉ်ကိုလည်းတိစောက်ပေးပါတယ်။ဒါကြောင့်မို့လို့ကလေးငယ်တယောက်ကအယုတ်တစ်ခုတည်းကိုပဲဒီနေ့မှအခါတော်တော်များများလာပြနေတယ်ဆိုရင်စိတ်မရှုပ်လိုက်ပါနဲ့။အဲ့ဒါကစိတ်အနှောက်အယှက်ထိစရာမဟုတ်ပါဘူး။အဲ့ဒါကသူတို့ဦးနောက်ကိုတိစောက်နေတာပါ။တကယ်ကိုအရေးကြီးတဲ့အလုပ်တစ်ခုကိုလုပ်နေတာပါ။ကဲနောက်ထပ်ဒုတိယလေးချင်းကိုဆက်သွားကြရအောင်ဒါကလည်းအရန်ရိုးရှင်းပေမဲ့အလွန်အစွမ်းထက်တဲ့နေဆန်စာအုပ်ဖတ်ခြင်းပဲဖြစ်ပါတယ်ဒီကွာခြားချက်ကတကယ်ကိုမသေးပါဘူးစဉ်းစားကြည့်လေမွေးစားကနေအသက်9နှစ်အထိတနေ့ကိုစာအုပ်တအုပ်ပဲဖတ်ပြပေးရုံနဲ့စာအုပ်လုံးဝဖတ်မပြတဲ့ကလေးထက်တနေ့ကိုစကလုံးပေါင်း9800လောက်ပို့ကြရတာနော်ဘာလို့လဲဆိုတော့စာအုပ်တွေထဲမှာနေ့စဉ်စကားပြောမှာတိတ်မတုံဖြစ်တဲ့အေယာမတို့ဆက်စုတော်တို့လိုစကလုံးအသက်အဆန်တွေအများကြီးပါနေလို့ပါတယ်ဒါကသူတို့ရဲ့ဝေါ်ဟာရကျွယ်ဝမှုကိုအများကြီးအထောက်အကူပြုပါတယ်ပြီးတော့စာဖတ်ခြင်းဆိုတာစကလုံးတွေကြားယုံတက်တဲ့အများကြီးပို့ပါတယ်စာဖတ်ဝါသနာပါဖို့နဲ့အာယုံစူးစိုက်မှုအခြေခံဦးနောက်ကွယ်ရွက်တွေကိုတည်ဆောက်ပေးတယ်ပြိုးဆူဆောက်ရှောက်သူနဲ့ခလီးကြားမှာအရေးကြီးတဲ့တန်ရောစင်ကိုလည်းဖန်တီးပေးတယ်။အရေးကြီးဆုံးကစားဖတ်ခြင်းဆိုတာနှွေးထွေးပြီးဘေးကင်းနေဆိုတဲ့ခန်းစားချက်ကိုလည်းသူတို့ရသွားစေပါတယ်။ Okay ကောင်းမွန်တဲ့ဆက်သွယ်ပြောဆိုနိုင်စွမ်းကိုတိဆောက်ပြီးပြီဆိုတော့ဦးနှောက်ရဲ့နောက်ထပ်အရေးကြီးတဲ့အပိုင်းတစ်ခုကိုအားကောင်းစေမဲ့အလေးအကျင့်နှစ်ခုဆက်ကြည့်ကြမယ်။အဲ့ဒါကတော့ကိုထိန်းချုပ်နိုင်စွမ်းနဲ့ပြဿနာဖြေရှင်းနိုင်စွမ်းပါမယ်။တတိယအလေးချင်းကတော့ပုံမှန်အိတ်ဆက်ခြင်းအစီအစဉ်တစ်ခုထားရှိခြင်းပါဟုတ်ပါတယ်အိတ်ချိန်ပုံမှန်ဖြစ်ဖို့ပါကြိုတင်ခတ်မှန်းနိုင်တဲ့အိယာဝင်ချိန်အစီအစဉ်ကကလေးကိုငြိမ်အောင်လုပ်ဖို့တတ်မဟုတ်ပဲဦးနှောက်ဖွံ့ဖြိုးမှုကိုအကောင်းဆုံးဖြစ်အောင်လုပ်ဆောင်ပေးနေတာပါအဲ့ဒီချိန်မှာဦးနှောက်ကဘာတွေလုပ်နေလဲဆိုတော့လေတနေ့တာတင်ယူခဲ့တာတွေကိုစူးစီးတယ်မလိုအပ်တဲ့အာယုံကြောချိတ်ဆက်မှုတွေကိုရှင်းလင်းတယ်ပြီးတော့အရေးကြီးတဲ့လမ်းကြောင်းတွေကိုအားကောင်းအောင်လုပ်တယ်တကယ်ကိုအိမ်သက်ရှင်ရဲ့လုပ်နေလို့ပါပဲဒါကြောင့်ကောင်းကောင်းအိတ်ဆက်ထားတဲ့ကလေးကနောက်တစ်နေ့မှာပိုပြီးကောင်းကောင်းတင်ယူနိုင်တာမို့ကဲအခုပြောမဲ့စတုထအလေးချင်းကတော့နည်းနည်းလေးထူးဆန်းတယ်လို့ထင်ရနိုင်ပေမဲ့အရန်ကိုရေးကြည့်ပါတယ်အဲ့ဒါကဘာလဲဆိုတော့ကလေးကိုနည်းနည်းပါးပါးရုန်းကန်ခွင့်ပေးဖို့ပါပဲဒီနေရာမှာတီးငယ်ပေမဲ့အရန်တိတာတဲ့ကွာခြားချက်တစ်ခုရှိတယ်
ပုံမှန်ဆိုရင်ကလေးအခက်ခဲကြုံတာနဲ့ချက်ချင်းဝင်ကူခြင်းစိတ်ပေါ်တတ်ကြတယ်ဒါပေမဲ့ဦးနောက်ကိုတီးဆောက်ပေးမဲ့အလေးချင်းကတော့ခဏလေးစက္ကန့်အနည်းငယ်လောက်နောက်ဆုတ်ပြီးသူတို့ဘာသာသူတို့စူးစမ်းခွင့်ပေးလိုက်တာပါပဲဥပမာအယုတ်ကနည်းနည်းလေးပဲလွဲနေတာဒါမှမဟုတ်ဇွန်းသုံးရတာအဆင်မပြေဖြစ်နေတာမျိုးပေါ့ကလေးလေးကဒီလိုအခက်ခဲလေးတွေကိုကြော်လွှားဖို့စူးစမ်းတဲ့အခါသူတို့ရဲ့ဦးနောက်အရှေ့ပိုင်း prefrontal cortex လို့ခေါ်တဲ့အစိတ်ပိုင်းကိုလေ့ကျင့်ပေးနေတယ်လို့ပါပဲဒီဦးနောက်အစိတ်ပိုင်းကအစိမင့်တဲ့တွေးခေါ်မှုတွေကိုထိန်းချုပ်နိုင်စွမ်းတွေအတွက်တာဝန်ရှိတာပါဆိုတော့သူတို့ရဲ့ပြဿနာတိုင်းကိုချက်ချင်းဝင်ဖြေရှင်းပေးလိုက်တာကဦးနောက်ကိုဒီလိုအရေးကြီးတဲ့ဂုဏ်ရည်တွေတိဆောက်ခွင့်မပေးလိုက်တာနဲ့အတူတူပါပဲကဲနောက်ဆုံးအလေးအကျင့်ကိုရောက်လာပါပြီဒါကတော့ကလေးတွေမှာစွမ်းဆောင်နိုင်စွမ်းနဲ့တာဝန်ယူစိတ်ကိုတိဆောက်ပေးဖို့အာရုံစိုက်ထားပါတယ်အိမ်အလုပ်တွေကိုတင်ယူမှုအခွင့်အလမ်းဖြင့်ပြောင်းလဲကြည့်လိုက်ပါဥပမာအဝိရှော်တောင်းထဲကခြေရည်တွေကိုကူရှာခိုင်းတာအပင်လေးတွေကိုရေလောင်းခိုင်းတာမျိုးပေါ့ဒါတွေကအိမ်မှုကိစ္စတွေဆိုတာထက်ဦးနောက်ဖွံ့ဖြိုးရေးလှုပ်ရှားမှုတွေလို့ပြောရင်ပုံမှန်ပါလိမ့်မယ်ဒီလိုရိုးရှင်းတဲ့အင်္ဂလုလေးတွေကစီမံကိန်းချတာအစီအစဉ်ဆဲအားတို့မျိုးတိမြင်မှုစွမ်းရည်တွေနဲ့တာဝန်ယူစိတ်ယုံကြည်မှုလိုမျိုးစိတ်ပိုင်းဆိုင်ရာခံစားချက်တွေအထိအကျိုးကျေးဇူးတွေအများကြီးပေးပါတယ်အရေးကြီးဆုံးကငါလုံနိုင်တယ်ဆိုတဲ့ခံစားချက်ကသူတို့ကိုယ်သူတို့ယုံကြည်မှုကိုတိဆောက်ပေးပြီးတင်ယူလိုစိတ်ကိုပိုအားကောင်းစေပါတယ်ကဲအားလုံးကိုပြန်ချုပ်ရရင်ဒီအလေးအကျင့်၅ခုကမိဘတွေနဲ့ပြုစုစောင့်ရှောက်သူတွေအထက်အယံရိုးရှင်းတဲ့ကိရိယာအစုံလေးတစ်ခုပါပဲ၁အပြန်လန်တုံ့ပြန်ခြင်း၂နေ့စဉ်စာအုပ်ဖတ်ခြင်း၃ပုံမှန်အိပ်စက်ခြင်းထားရှိခြင်း၄ရုံးကန်ခွင့်ပေးခြင်း၅ကိုညီခွင့်ပေးခြင်းဒီအလေးအကျင့်တွေအားလုံးကပတ်စံတပြားမှမကုန်ပဲနေ့စဉ်လုပ်နေကြအလုပ်တွေထဲမှာပဲအလွယ်တကူထည့်သွင်းနိုင်ပါတယ်ဒါတွေအားလုံးပေါင်းစပ်လိုက်တဲ့အခါမှာတော့ဆက်သွယ်ပလို့ဆိုနိုင်စွမ်းစိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုပြဿနာဖြေရှင်းနိုင်စွမ်းနဲ့ကိုယုံကြည်မှုတို့တက်အကောင်းဆုံးပြင်ဆင်ထားတဲ့ဦးနှုတ်တစ်ခုကိုတိဆောက်ပေးမှအသေးချပါပဲဒီတော့အခုပြောခဲ့တဲ့တင်းငယ်တဲ့အလေးကျင့်လေးတွေထဲကဘယ်တစ်ခုကိုမိသားစုရဲ့နေ့စဉ်ဘဝထဲကိုအသစ်ထည့်သွင်းကြည့်မလဲဆိုတာစဉ်းစားကြည့်ကြရအောင်တင်းငယ်တဲ့ပြောင်းလဲမှုတစ်ခုကကလေးတစ်ယောက်ရဲ့အနာဂတ်အတွက်တကယ်ကိုကြီးမားတဲ့အကျိုးကျေးဇူးကိုဆောင်ကျဉ်ပေးနိုင်တယ်ဆိုတာကိုသတိရစေချင်ပါတယ်ဒီဗီဒီယိုကတဲ့အတွက်အကျိုးရှိမယ်လို့ယုံကြည်ရင် like share and subscribe လုပ်ပေးသွားဖို့တောင်းဆိုချင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုအကြောင်းအရာတွေကိုလည်းစဉ်ဆက်မပြတ်ဆွေးနွေးတင်ပြပေးသွားမှာဖြစ်တဲ့အတွက်အမြဲကြည့်ရှုအားပေးသွားဖို့တိုက်တွန်းချင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်